တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်အနီးကလမ်းမကြီးမှာရုတ်တရက်မြေသွင်းကြီးဖြစ်ပေါ်ခဲ့တာကြောင့်စိုက်ကယ်သမားတေဆုံးသွားခဲ့ရပါတယ်။အလွန်တရာကန်ဆိုးလွန်းလာတဲ့စိုက်ကယ်သမားဟာလမ်းမပေါ်မောင်းနှင်နေတော့အရှိမရုတ်တရက်မြေပြိုပြီးသွင်းကြီးဖြစ်ပေါ်ခဲ့ကပြုတ်ကျသွားခဲ့ရတာပါ။သူ့အရှိကကားကတော့ကန်တီပြီးလွတ်မြောက်သွားခဲ့တာတွေ့ရပြီးတော့စိုက်ကယ်သမားကတော့အရှိန်မထိန်နိုင်ပဲမြေသွင်းထဲကိုပြုတ်ကျသွားခဲ့ရပါတယ်။ပေ20ကျော်ကျယ်ပြီးတော့အနက်ပေ30ရှိတဲ့ဒီတွင်းကြီးထဲမှာပြုတ်ကျသွားတဲ့စိုက်ကယ်သမားကိုရှာဖွေကယ်ဆယ်ရမှာတေဆုံးလက်သာတွေ့ခဲ့ရတာပါဒီနေရာကဆိုးလ်မြို့တော်အရှိပိုင်းမြောင်ကွန်ဒေါင်းရက်ကွက်နားကလမ်းစုံမှာတနင်္လာနေ့မွန်းလွဲပိုင်းကဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ဘာကြောင့်ပြိုရတယ်ကိုတော့မသိရှိရသေးပါဘူးအသက်30နှစ်အရွယ်စိုက်ကယ်စီးသူဟာအကာအကွယ်ဝတ်စုံအပြည့်နဲ့မောင်းတာဖြစ်ပေမဲ့ကန်ဆိုးလွန်းစွာနဲ့ပဲအခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ရင်းမတိုင်မီကရှေ့ပြေးနမိတ်တွေဖြစ်ပေါ်ခဲ့တာကြောင့်ဆိုးလီရဲတပ်ဖွဲ့ကစစ်ဆေးခဲ့သေးပေမဲ့ရုတ်တရက်အခုလိုကြုံဆုံနေခဲ့ရတာဖြစ်ပါတယ်။အစီရင်ခံစာတွေအရပြီးခဲ့တဲ့10နှစ်အတွင်းဆိုးလ်မြို့တော်တစ်ဝိုက်မှာအခုလိုမြေပြိုကျမှုဖြစ်စဉ်ပေါင်း223ခုအထိရှိခဲ့တယ်လို့သိရပါတယ်။တောင်ကိုရီးယားရောက်မြန်မာတွေလည်းအထူးသတိပြုမိကြဖို့လိုအပ်နေပြီးတော့အခုလိုအဖြစ်ဆိုးနဲ့မကြုံဆုံရဖို့မျှော်လင့်ပါတယ်။